နမထွေမဲကိုလိုလျင်ကြဗျာလိုရင်းတူရှင်ရှင်းလင်းချက် Grade 10ကျောင်းသားကျောင်းသူများအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာနမထွေမဲကိုလိုလျင်အိုင်ရှင်းကြဗျာကိုတူရှင်းရှင်းနဲ့လိုရင်းအထိရောက်အောင်ရှင်းလင်းပေးသွားပါမယ်အိုင်ရှင်းမျိုးစားဖြစ်တဲ့ဒီရာပြည့်အိုင်ရှင်းကိုညောင်ရမ်းခက်1800စုလောက်ကတောင်တွင်းရှင်ကြီးမယ်ရေးသားခဲ့ပါတယ်။ညမှာမိမပြိုလေးတူဟာသူ့ကိုမြတ်တာတက်ဝင်နေတဲ့ယောက်ျားကလေးတူဟာသူ့အိမ်ကိုသိရှိအောင်စကားပရိယေတွေနဲ့လမ်းညွန်ထားပုံကိုရေးဖွဲ့ထားတာဖြစ်တယ်။ကြပြရဲ့အစမှာတော့အိုင်ရှင်းရဲ့သဘောတဘာဝအတိုင်းပဲဖြစ်တဲ့သူငယ်လေးသူငယ်ရှင်းကောင်းရောင်းမတို့ရေဆိုတဲ့အာလုံးစကားနဲ့စတင်ထားတာကိုတွေ့ရတယ်။ဒီအာလုံးစကားရဲ့အဓိပ္ပာယ်ကချစ်ခင်ရင်းနှီးရပါတော့ချစ်ခင်ရင်းနှီးလှပါတော့သူငယ်ရှင်းအပေါင်းတို့သူငယ်ရှင်းအပေါင်းတို့ရေဆက်ပြီးတော့နမထွေမေတို့အိမ်ကိုတိလို့ရှင်မှုနတ်ခရိုင်နဲ့ဈေးဆိုင်နဲ့နမထွေရဲ့အိမ်ကိုသိရှင်လျင်တော့လက်ညွန်ပေးပါမယ်နမထွေရဲ့အိမ်ရှေ့ဘက်မှာနတ်စင်ရှိပါတယ်ဈေးဆိုင်တစ်ဆိုင်လည်းရှိပါတယ်အိမ်ရဲ့အရှေ့ဘက်မှာတော့အုတ်ပလင်ကြီးပတ်ခွေထားတဲ့ညောင်မင်းကြီးတစ်ပင်ရှိပါတယ်အိမ်ရဲ့တောင်ဘက်မှာတော့ကျစ်သွန်ခင်းတခင်းနဲ့ရေတွင်းတွင်းလည်းရှိပါတယ်အိမ်ရဲ့မြောက်ဘက်အရက်မှာဇပလင်ဘုတ်တွေနဲ့တန်းပင်အုပ်ကလေးတွေလည်းရှိပါတယ်အိမ်ရဲ့အနောက်ဘက်မှာတော့မိတ်တလင်ပင်နဲ့ချင်းပင်တွေရှိပါတယ်ဆိုပြီးတော့နမထွေကသူ့ရဲ့အိမ်ကိုလမ်းညွှန်ထားတာကိုတွေ့ရတယ်ဒီအဓိပ္ပာယ်တွေကိုစာဆိုကဘယ်လိုရေးဖွဲ့ထားသလဲဆိုရင်ချစ်တဲ့သူငယ်လေးသူငယ်ချင်းကောင်းရောင်းမတို့လေနမထွေမေတို့အိမ်ကိုတိလို့ရှင်မူနတ်ခရိုင်နှင့်ဈေးဆိုင်နှင့်အိမ်ရှိကမူအုပ်ပလင်နှင့်ညောင်ပင်နှင့်အိမ်တောင်ကမူကျစ်သွန်ခင်းနှင့်ရေတွင်းနှင့်အိမ်မြောက်ကမူဇပလင်နှင့်တန်းပင်နှင့်အိမ်နောက်ကမူမိတ်တလင်နှင့်ရင်းပင်နှင့်ဆိုပြီးတော့မိမပြိုလေးရဲ့နမထွေရဲ့အိမ်ကိုလမ်းညွှန်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆက်ပြီးတော့နမထွေဆိုတဲ့မိမပြိုလေးကဆက်ပြီးတော့ပြောသေးတယ်ဒီဘက်ကတော့စကားပရိယေကိုကြွကြွဝဝလှလှပပသုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်မိတ်တလင်နဲ့ကျင်းကိုလိုလျင်ဝါဆိုငယ်မှဝါဦးမြေနုနုကိုတူးလှဲ့ပါရှင်မိတ်တလင်နဲ့ကျင်းပင်ကိုမိတ်တလင်နဲ့ကျင်းကိုလိုပါလျင်ဝါဆိုလာဝါဝင်စမှာလာပြီးတော့နုဣနေတဲ့မြေစည်းတွေကိုတူးပြီးတော့ယူလှဲ့ပါတကယ်လို့သာမိတ်တလင်နဲ့ဂျင်းကိုမလိုပဲနမထွေမဲ့ကိုလိုလျင်တော့မိတ်တလင်နဲ့ဂျင်းကိုမလိုနမထွေမဲ့ကိုလိုလျင်တပေါင်းငယ်မှတကူရွှေဖီဦးကိုခုလှဲ့ပါရှင်မိမတို့လေးကစကားပရိယေနဲ့ဆက်ပြောထားတယ်မိတ်တလင်နဲ့ဂျင်းစိန်ဂျင်းကိုမလိုပဲနမထွေမဲ့ကိုလိုလျင်တော့တရဖီပန်းနေပွင့်တဲ့အချိန်ရွှေဖီဦးပန်းနေပွင့်တဲ့အချိန်ဖြစ်တဲ့တပေါင်းလားနဲ့တကူလားတွေမှာအိမ်ကမိဘတွေထံမှာလာရောက်တောင်းရမ်းနိုင်ပါတယ်ဆိုပြီးတော့စကားပရိယေနဲ့ပြောထားပါတယ်အလိုပြိုဖြူသူနှင့်ဆုံသည်ဂုံရှိုဂုံငယ်နှင့်ဆောင်းလုံးကြီးလေးနောက်ဆုံးအပိုက်ဖြစ်တဲ့ဒီဂုံရှိုဂုံငယ်နှင့်ဆောင်းလုံးကြီးလေးကတော့နည်းနည်းတွိဟဖြစ်เสียအဓိပ္ပာယ်ပြန်တဲ့နေရာမှာတွိဟဖြစ်เสียတွေရှိပါတယ်အကြောင်းကဂုံရှိုဂုံကိုဘယ်သူပန်တာလဲဆိုတဲ့အချက်ဖြစ်တယ်ထားလိုက်ပါဒီနေ့ဗီဒီယိုမှာတော့တိုးတိုးရှင်းရှင်းနဲ့လိုရင်းပဲပြောမှာဖြစ်တဲ့အတွက်ကြောင့်ဒီဂုံရှိုဂုံဟာနမထွေးပန်တယ်လို့ပဲမှတ်လိုက်ကြပါမယ်
နမတို့ရချစ်တဲ့သူနဲ့ဆုံတဲ့အချိန်ဂုံချိုပန်းကုန်းလေးကိုပန်ထားပါတယ်ဒီဂုံချိုပန်းကုန်းလေးကိုပန်ထားတဲ့အတွက်ကြောင့်အခန်းလုံးတစ်ဆောင်လုံးထိန်လင်းသွားအောင်လှပစေတယ်ထိန်လင်းသွားတယ်လို့ထင်ရအောင်လှပနေပါတော့တယ်ဒါဆိုရင်ကြပြရဲ့ဆိုလိုရင်းလိုရင်းတူရှင်းကိုပြီးပါပြီနောက်ထပ်ဗီဒီယိုမှာမှဒီဂုံချိုပန်းကုန်းအကြောင်းကိုတည်တံ့မျှဝေပေးပါမယ်